ဒီနေ့မနက်ခင်းလေးရဲ့ကောင်းစဉ်လေးကတော့အရာအလုံးထက်တာလွန်သောအမြန်တင်းဘဝမှာအောင်မြင်မှုတွေဂုဏ်တက်တွေပိုင်ဆိုင်မှုတွေအားလုံးကိုစွန့်လွတ်ပြီးမှရနိုင်တဲ့အရာတစ်ခုရှိမယ်ဆိုရင်သင်အရှုံးခံနိုင်ပါသလားကျွန်တော်တို့ဟာလောကမှာအမြတ်ရဖို့ကြိုးစားနေကြပေမဲ့တမန်တော်ပေါလုကတော့သူ့ရဲ့အဖို့တန်တဲ့အရာအားလုံးကိုအရှုံးဖြစ်သတ်မှတ်ခဲ့ပါတယ်။ဘာကြောင့်လဲအဲ့ဒီအရာအလုံးထက်ပိုပြီးအဖို့တန်တဲ့ပုဂ္ဂိုလ်တဦးကိုသူတွေ့ရှိခဲ့လို့ပါပဲ။ပေါလုဟာလူကုံအင်္ဂါနဲ့ကြည်ရင်အဆအဆအရာရာပြည့်စုံသူပါပညာတတ်တဲ့အာနာရှိတယ်မျိုးရိုးမြင့်တယ်ဒါပေမဲ့ခွတ်တော်ကိုတည်ကျွမ်းရတဲ့ပညာဟာအဲ့ဒီအရာအလုံးထက်တာလွန်ထူးမြတ်တာကိုသူသိသွားတဲ့အခါသူပိုင်ဆိုင်သမျှကိုစွန့်လွတ်ဖို့ဝင်မလေးခဲ့ပါဘူးသူကထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီလို့ဝန်ခံရတော့မကပဲအဲ့ဒီအရာတွေကိုမစင်လို့ပဲမှတ်ယူခဲ့ပါတယ်ခရစ်တော်ကိုရရှိဖို့ကသူ့ဘဝရဲ့တစ်ခုတည်းသောရည်မှန်းချက်ဖြစ်သွားခဲ့ပါတယ်တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်ဖိလိပ္ပိခန်းကြီး3အပိုက်ငယ်8မှ10ထိုမြတ်မကငါ၏သခင်ယေရှုခရစ်ကိုတည်သောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏မိတ်ဆွေဒီနေ့တင့်ဘဝမှာခွတ်တော်ထပ်ပိုပြီးတန်ဖိုးထားနေရတဲ့အရာတွေရှိပါသလားပိုင်ဆိုင်မှုတွေဂုဏ်ပုတ်တွေဒါမှမဟုတ်ကိုယ့်ရဲ့အတ္တကြောင့်ခရစ်တော်ကိုအပြည့်အဝမသိကြမ်းပဲဖြစ်နေပါသလားခရစ်တော်ကိုတည်ကျွမ်းခြင်းဟာကမ္ဘာပေါ်မှာအကြီးမားဆုံးသောအမြတ်ပါပဲကိုတော့ကိုရဖို့အတွက်တခုခုကိုအရှုံးခံလိုက်ရတာဟာတကယ်တော့အရှုံးမဟုတ်ပါဘူးအဲ့ဒါဟာထာဝရအမြတ်ကိုရဖို့အတွက်အမိုက်ကိုစွန့်ပစ်လိုက်တာပဲဖြစ်ပါတယ်ဒီနေ့တင့်နှလုံးသားထဲမှာခွတ်တော်ကိုနံပါတ်1နေရာပေးလိုက်ပါကိုတော့ကိုတည်သွမ်းခြင်းကတင်းဘဝကိုအစစ်မှန်ဆုံးသောပျော်ရွှင်ခြင်းနဲ့ညီသက်ခြင်းကိုပေးနိုင်မှာဖြစ်ပါတယ်။ကျမ်းစာသူရောက်တယ်မို့ဖျားသခင်ကောင်းချီးပေးပါစေ။အာမင်